ဘဝခရီးတတိယပိုင်းเนาะဒုတိယပိုင်းမှာကျတော့မာဆယ်ချက်ကိုပြောခဲ့တယ်အဲ့ဒီမာဆယ်ချက်ကအမှန်တရားကိုဆုံးဖြတ်တဲ့အခါမှာအားကိုးယုံကြည်လောက်တဲ့အကြောင်းမဟုတ်ဘူးတဲ့เนาะဆိုတော့အားကိုးယုံကြည်လောက်တဲ့အကြောင်းမဟုတ်ဘူးဆိုရင်မာဆယ်ချက်နဲ့မဆုံးဖြတ်ရဘူးဆိုရင်ဘယ်လိုဆုံးဖြတ်ရမလဲလက်တွေ့သိတဲ့အသိဉာဏ်တဲ့เนาะအမှန်နဲ့အမှားကိုဆုံးဖြတ်တဲ့အခါမှာအားကိုးယုံကြည်လောက်တဲ့အကြောင်းဆိုတာဘာလဲတဲ့အပေါ်အဆယ်ချက်ကအားကိုးယုံကြည်လောက်တဲ့အကြောင်းမဟုတ်ဘူးဆိုတော့ကိုယ်တိုင်လက်တွေ့သိတဲ့အသိဉာဏ်ပဲဖြစ်ပါတယ်တဲ့ကိုယ်တိုင်သိအောင်လုပ်ပါကိုယ်တိုင်သိတဲ့အချက်ကအသေးချာဆုံးပဲတဲ့နော်လောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားအပြစ်ရှိလားမရှိဘူးလားကိုယ့်အကိုစဉ်းစားကြည့်ပါတဲ့အပြစ်ရှိလားမရှိလားဘာနဲ့တိုင်းတာမလဲဒေါသဝင်လာတာနဲ့စိတ်အေးချမ်းသာမှုတွေလက်လွတ်ဆုံးရှုံးရမယ်ဒေါသရဲ့ဇိုးကြိုးပဲဟုတ်တယ်နော်နောက်ဘဝငရဲရောက်တာမရောက်တာအတားထားအခုလက်ရှိဘဝမှာပဲကြည့်လို့ရတယ်တဲ့ဟုတ်တယ်နော်ဆိုတော့ဒီဟာကလက်တွေ့ကြကြစဉ်းစားပြီးတော့သိနိုင်တာပဲတဲ့ဆိုတော့ဒေါသရဲ့စိုးကျိုးတွေကောင်းလားမကောင်းဘူးလားသိစိတ်ကလေးဆရာတော်ကဟောပေးထားတယ်အဲ့ထဲမှာထပ်ပြောတယ်လူအခြားဘာသာတွေလိုမျိုးငါရှေ့ဝန်ခံလိုက်အပြစ်တွေအကုန်ပြောင်းမယ်ဆိုတာမဖြစ်နိုင်ပါဘူးတဲ့ဒေါသကြောင့်ဆုံးရှုံးမှုတွေဖြစ်ပြီးသွားပြီတဲ့နော်ဆိုတော့ confession လုပ်လိုက်တာနဲ့ဘွာတေးလုပ်လို့မရဘူးဆိုတော့ဒေါသရဲ့တဘာဝတရားကအပြစ်ရှိလားမရှိဘူးလားဟုတ်တယ်နော်ကိုယ့်ကိုစဉ်းစားကြပါတဲ့မကောင်းအကျိုးတွေကိုပေးတာကအပြစ်ပဲတဲ့ပညာရှိတွေချီးမွမ်းလားကဲ့ရဲ့လားတဲ့ဒေါသကိုဘယ်သူကချီးမွမ်းမလဲတဲ့ဒေါသကိုဘယ်သူမှမချီးမွမ်းပါဘူးတဲ့နော်အဲ့တော့ဒေါသနဲ့ပတ်သက်ပြီးတော့အပြစ်ဆိုဒီမှာမကောင်းကျိုးကိုတည်ဆောင်လာတတ်တဲ့သဘောကိုပြောတာလောဘတွေရှိလို့ကိုယ်ပစ္စည်းကိုနှမျောတယ်တွေ့တာတယ်နော်အဲ့ဒါတွေ့တာမှုဆိုတာတောကပဲတဲ့တောကဆိုရဲစိုးကျိုးကိုယူလာတတ်တယ်တဲ့အဲ့ဒါကအ ਨੇ ဆုံးအပြစ်ပဲတဲ့နော်ဒီလောဘကြောင့်မို့လို့တွေ့တာမှုဖြစ်တယ်တွေ့တာမှုရှိလို့တာတောကဖြစ်တယ်ဒီဥစ္စာကအ ਨੇ ဆုံးအပြစ်ပဲတဲ့ဟုတ်လားချစ်ခင်တွေ့တာမှုဒီတောကကိုမွေးဖွားပေးသည်တဲ့တောကကင်းဝေးနေထိုင်ရေးကိုစ조사ကြတယ်ဒါပေမဲ့ချစ်ခင်တွေ့တာမှုကိုမလျှော့နိုင်ဘူးဆိုရင်တောကကင်းဝေးဖို့အတွက်ကဘယ်လို့မှမဖြစ်နိုင်ပါဘူးတဲ့ဆိုတော့ဒီမှာကတော့ကျွန်တော်က9မိနစ်လောက်လေးပဲကိုပြောတာဆိုတော့လေအသေးစိတ်ကတော့ကိုယ့်အကိုတရွက်ချင်းတကြောင်ချင်းပြန်ဖတ်ဟုတ်တယ်မလားနော်ဒီမှာကတော့အတူလေးတွေပဲအဓိကအချက်လေးတွေပဲဆိုတော့နော်လုတ်တင်တာလုတ်ရင်လုတ်တင်တာမလုတ်ရင်ဆုံးရှုံးနေတာမှုရှိမယ်မလုတ်တင်တာကိုလုတ်ရင်လည်းဆုံးရှုံးနေတာမှုရှိမယ်အဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်ပါလောဘဒေါသမောဟတွေကောင်းလားမကောင်းဘူးလားဆိုတာအဲ့ဒါကဒီလိုစဉ်းစားတာကအပေါ်ကပြောတဲ့မာစေချက်နဲ့စဉ်းစားဆုံးဖြတ်တာမဟုတ်ပါဘူးတဲ့နော်ကောင်းတယ်မကောင်းဘူးလောဘဒေါသမောဟကောင်းတယ်မကောင်းဘူးဆိုတာကိုယ့်ကိုစဉ်းစားလို့ရတယ်နော်ဆိုတော့ဓမ္မပဒမှာမကောင်းမှုဆိုတာဘာလဲဒီဥစ္စာမေးတယ်နော်ဓမ္မပဒမှာမကောင်းမှုဆိုတာဘာလဲကောင်းမှုဆိုတာဘာလဲဒီဥစ္စာဖတ်တာမယ်နော်ပြီးရင်လောဘရဲ့စံကျင်ဘတ်အလောဘဒေါသရဲ့စံကျင်ဘတ်အဒေါသမောဟရဲ့စံကျင်ဘတ်အလောဘเนาะအဲ့ဒါတွေကဒီမေတ္တာအကျိုးပေါ့เนาะချမ်းသာအိပ်ဆက်ချမ်းသာလျက်မျိုးအိမ်မဆိုးကင်းဆောင်ခြင်းနဲ့များဒုသားလည်းချစ်နဲ့လည်းချစ်ဒီဥစ္စာမေတ္တာတုတ်ကြရင်တော့အသေးစိတ်ပါတာဆိုတော့ဒီအပိုင်းမှာကျတော့တိတ်အရေးမကြီးဘူးစာမွေးပွဲမှာကျတော့အမှတ်20ဘူမေကိုနှစ်ပုတ်ပဲမေးရတာလေဆရာတော်ကပြောထားပြီးသားဆရာတော်ရဲ့ဟောတရားတွေထဲမှာလည်းပါတယ်အမေးနွားကြောင်းသားအဖြစ်ဖြစ်အောင်နွားကြောင်းသားဆိုတာနွားကြောင်းတဲ့ကိစ္စပဲမေးတတ်မှာပေါ့တဲ့တရားကိစ္စဆိုဘယ်လိုမေးတတ်မလဲတဲ့ဆိုတော့မေးခွန်းထုတ်ဖို့ဆိုတာကလည်းမလွယ်ဘူးစဉ်းစားကြည့်မယ်ဆိုရင်ဒီတရားတစ်ပုဒ်လုံးရဲ့အနှစ်သာရက
ဘာဝခီးမှာရွေးချယ်ရမည်လံကာလမတုတ်ဆိုတော့ဒီချမ်းသာအေးဆက်ချမ်းသာတဲ့လူကိုဟိုးမှမေတ္တာတုတ်တီးတန့်တရားတစ်ပုဒ်ရှိလျက်နဲ့ဒီထဲမှာလာမေးဖို့ဆိုတာတော့ဟိုနည်းနည်းစဉ်းစားကြည့်ပေါ့နော်အခုကကြတော့စာမေးပွဲအတွက်ပဲပေါ့စာမေးပွဲအတွက်ပဲပြောတာဆိုတော့လေနော်ဆိုတော့အလောဘအဒေါသအမောဟတွေကိုဖယ်ရှားရင်ကောင်းလားမကောင်းလားကိုယ့်ကိုစဉ်းစားကြည့်ပါနော်ဆိုတော့အဲ့ဒါတွေကမာဆယ်ချက်နဲ့ဟိုဆုံးဖြတ်ထားတာမဟုတ်ဘူးနော်အဲ့တော့ကာလမတုတ်မာဆယ်ချက်တရားဦးဆရာတော်ဟောတာတွေနဲ့ဟိုနောက်ဆုံးပိုင်းကျတော့ကာလမတုတ်ဆိုရင်အားလုံးကမာဆယ်ချက်ပဲသိတယ်နောက်ဆုံးပိုင်းမှာကျတော့လူအများနဲ့ဆက်ဆံရေးဆိုတာတစ်ပိုင်းပါသေးတယ်အဲ့ဒါကကျတော့စတုထပိုင်းမှာမှပြောမှာပေါ့နော်အခုတတိယပိုင်းမှာကျတော့ကိုယ်တိုင်လက်တွေ့သိတဲ့အသိဉာဏ်အပြည့်ဆိုတဲ့သဘောတဘာဝချစ်ခင်တွေ့တာမှုဒီတောကကိုမွေးဖွားပေးသည်လောဘဒေါသမောဟတို့ကိုသဘောတဘာဝဖျားရှင်ဟောလို့ဒေါသကမကောင်းတာမဟုတ်ဘူးသူ့ငကိုယ်တည်းကဒေါသကမကောင်းတဲ့သဘောဟုတ်တယ်နော်ကောင်းသည်မကောင်းသည်ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ဝန်ခံရမယ်ဓမ္မပဒမှာဖွင့်ဆိုတဲ့မကောင်းမှုရဲ့အတိတ်ပဲကောင်းမှုရဲ့အတိတ်ပဲအလောဘအဒေါသအမောဟနော်ဆိုတော့တတိယပိုင်းကတော့ဒီလောက်ပါပဲเนาะဆောင်းမွေးပွဲအတွက်ဆိုတော့ချုပ်ထားတာပေါ့အသေးစိတ်ကတော့ကိုယ့်ကိုစူးစမ်းပြီးဖတ်မှရမယ်เนาะ